Hello everyone အားလုံးပဲမင်္ဂလာပါခင်မီရဲ့ဖြစ်ပါတယ်ခင်မီကိုမင်းနေကြပြီလားအားလုံးပဲခင်မီပေါ့နော်ခင်မီခင်မီဟိုးအရင်ကခင်မီပြောထားရပေါ့နော်ခင်မီတင်တန်းဖွင့်မယ်ဆိုရယ်ဟာလေးပေါ့နော်ခင်မီတို့အရာလေးကခင်မီဖွင့်တော့ပါမယ်မနက်ဖြန်စာဖွင့်ပါပေါ့နော်ဘယ်နေ့ရက်နေ့စာဖွင့်ပါလဲဆိုတော့ခင်မီတို့တင်တန်းလေးကဘယ်နေ့ရက်စာဖွင့်ပါလဲဆိုတော့ဒီနေ့ရပေါ့နော်9ရက်နေ့ပါ2026 9လပိုင်း9ရက်နေ့ပေါ့နော်အဲ့တော့ဆိုတော့ခင်မီတို့ကပေါ့နော်9လပိုင်း2026 9လပိုင်း10ရက်နေ့ကျရင်ခင်ဗျိုးကဘယ်နှနာရီအတန်းရှိလဲဆိုတော့တခုပဲရှိရပါတော့အဲ့ရအခမဲ့ဖြစ်တဲ့စကြောင်းခင်ဗျလေအဲ့ရဘယ်နှနာရီတင်ပေးမှလဲဆိုတော့တနာရီပေါ့နော်တနာရီကြော်ရင်လည်းကြော်မယ်နာရီကွက်ကြော်ပေါ့နော်အဲ့လောက်ပဲတင်ပေးပါမယ်တနာရီကျတော့နည်းနည်းများတော့လीခင်ဗျနဲ့တိတ်မအားရနေပေါ့နော်အဲ့ရကြောင့်ပါခင်ဗျိုးအတန်းစားမဲ့အချိန်လေးကတော့ခင်ဗျအောက်မှာရေးTikTok ဆိုရင်အောက်မှာရေးပေးထားတယ်YouTube ကဆိုရင်လည်းခင်ဗျအောက်မှာရေးပေးထားပါတယ်ဒါပေမဲ့ဗီဒီယိုထဲမှာတစ်ခါလေးပြောပြလိုက်ပါမယ်ဘာလဲဆိုတော့ပေါ့နော်ခင်ဗျကြီးအဲ့ဒီဟာလေးကခင်ဗျရေးပေးထားရေပေါ့နော်ခင်ဗျကြီးဘယ်နာရီစမှာလဲဆိုတော့ခင်ဗျကြီး2နာရီပေါ့နော်2နာရီနောက်ပိုင်းမှာစပါမယ်ရှင်2နာရီကြော်လောက်မှာပေါ့နော်2နာရီခွဲပေါ့နော်အဲ့လောက်မှစပါမယ်2နာရီခွဲဟုတ်ပဲနဲ့ကြိုရောက်နေလဲရပါတယ်ဘယ်နာရီလဲဆိုတော့ဥပမာပေါ့နော်2နာရီကြော်ဆိုတာနဲ့ခင်ဗျတင်မယ်ပေါ့နော်2နာရီခွဲအောက်2နာရီကြော်ပေါ့နော်အဲ့လောက်ပါ2နာရီခွဲတိကျလည်းမဟုတ်2နာရီကြော်တိကျလည်းမဟုတ်ဘူးပေါ့နော်အဲ့လိုဖြစ်ပါမယ်အဲ့ရပေါ့နော်ခင်ဗျတို့ရေအဲ့ရကဘယ်နာရီဘယ်နှစ်ရက်နေ့စမှာလဲဆိုတော့ခင်ဗျပေါ့နော်အဲ့ရတော့ပြောပြီးသွားပြီဆိုတော့ခင်ဗျတွေဘယ်နာရီပြီးမှာလဲဘယ်နာရီပြီးမှလဲဆိုတော့အစမဲ့အချိန်ကတော့2နာရီခွဲအောက်ပေါ့နော်2နာရီခွဲကြော်ပါဒါပေမဲ့ခင်မျိုးတွေပြီးရဲ့ချိန်ပေါ့နော်ခင်မျိုးတွေပြီးရဲ့ချိန်ကကြတော့ဒါကြီးကိုကြော်ခဲ့လိုက်တော့နော်ပြီးရဲ့ချိန်ကကြတော့ခင်မျိုးတွေ3နာရီပေါ့နော်3နာရီမှပြီးပါမယ်ရှင့်3နာရီမှပြီးမယ်ဆိုတော့ခင်မျိုး1နာရီနီးပါးတင်ပေးမယ်ပေါ့နော်45မိနစ်ပေါ့အဲ့လောက်ပေါ့zone လေးကခင်ဗျာပေါ့နော်Viber လို့ Telegram လို့အဲ့လောက်မှချပေးပါမယ် TikTok ကချလို့ရရင်လည်းခင်ဗျချပေးပေးပေါ့နော်ချလို့မရအောင်ဆိုရင်တော့ခင်ဗျချတော့ပါဘူးlink မပေးတော့ဘူးပေါ့နော်ID ကတော့ခင်ဗျမပေးပါဘူးဘာလို့ဆိုတော့ခင်ဗျ link မဲပေးမှာပါလူကမများဘူးပေါ့နော်အဲ့အကြောင်းပါမနေ့ပြန်ပေါ့နော်တက်မဲ့သူမရှိရင်လည်းခင်ဗျမတင်ပါဘူးနောက်ရက်ဒီဆက်တင်မယ်ပေါ့နော်ရပါရဲ့အဲ့နေ့မှစမှာပါနေ့ကြော်သွားလို့ခုယူတွေ့ထားတဲ့နေ့ရပေါ့နော်17ရက်နေ့ဖြစ်တာလို့12ရက်နေ့လို့13ရက်နေ့လို့အဲ့လိုမျိုးဖြစ်သွားမှာဆိုရင်ခင်ဗျဘာမှမဖြစ်ဘူးပေါ့နော်တင်တက်လို့ရပါတယ်ခင်မီကိုပေါ့နော် CP ကနေလာပြောပါရှင်ခင်မီကို CP လေးတွေကနေပဲလာပြောပေးပါနော်ဘယ်နှစ်ရက်နေ့ကနေစတွေ့ပေါ့နော်ခင်မီကို CP လေးကနေလာ high လာတော့မဟုတ်ဘူးပေါ့နော်မိုက်စာကိုစကူတင်တန်းလေးတက်ချင်လို့ပါအဲ့လိုမျိုးလေးပြောပေါ့နော်ခင်မီကအခမဲ့တင်ပေးမှာပါ free ပါနော် free ပါအတန်တိုးတော့ရင်လည်းတောင်းပန်ပါရှင်ခင်ဗျားပေါ့နော်အဲ့ဟာကို free တင်ပေးမှာပါခင်ဗျား face to face join ရမှာပေါ့နော်join ရတာလေစသချင်းပေါ့နော်ခက် join ရတာအခက်အခဲတော့ရှိနေဒါပေမဲ့တစ်ခါနဲ့မရရင်နှစ်ခါနဲ့မရရင်သုံးခါနဲ့မရရင်လေးခါအဲ့လောက် join ပေါ့နော်အဲ့လောက် join ပြီးရဲ့အထိမှမရသေးဘူးဆိုရင်တော့ခင်ဗျကိုTikTok ထဲကနေပဲလာပြောပြပါခင်ဗျအဲ့တက်တဲ့ GB ပဲတက်လုတ်ပေးပါဦးမေရှင် TikTok ပေါ့နော်ခင်ဗျတက် GB လုတ်ပေးပါမယ်အဲ့ဒီဟာလေးကိုခင်ဗျ recording လေးယူပြီးတော့ခင်ဗျခင်ဗျယူရိုရဲ့ TikTok ထဲမှာလာပြီးတော့ TikTok ခင်ဗျပြောထားတဲ့ GB ထဲမှာပေါ့နော်တယောက်ချင်းစီ GB တော့မဟုတ်ဘူးသူကထွက်လို့တော့ရတယ်ဒါပေမဲ့ထွက်လိုက်ရင်တော့ခင်ဗျ recording တွေကိုမမီတော့ဘူးပေါ့နော် recording တွေကိုကဥပမာကအပြင်သွားကြရှိလို့ကိုကပြက်သွားရင်အဲ့လိုမျိုးဖြစ်တယ်ဆိုရင်ပေါ့နော်ခင်ဗျတို့ရင်အေးဟာခင်ဗျ recording ပြန်ကြည့်လိုက်ပေါ့နော်ခင်ဗျ recording လုပ်ပြီးထားရဲ့ခင်ဗျ recording လုပ်ပြီးထားတဲ့ video လေးကိုပြန်ကြည့်လိုက်ပါအေးဟာဆိုရင်ခင်ဗျရပြီပေါ့နော်YouTube ကသူတွေတော့ကြတော့ခင်ဗျ TikTok မှာ TikTok အကောင့်မရှိတဲ့သူတွေကြတော့ Viber ပေါ့နော် Viber ပေးပါခင်ဗျYouTube မှာပေါ့နော်ရောခင်မီရဲ့ Viber အကောင့်လေးကိုခင်မီချပေးထားပါတယ်ဒါပေမဲ့ခင်မီသုံးတာတော့မဟုတ်ဘူးခင်မီအမီပေါ့နော်ခင်မီအမီရဲ့ Viber အကောင့်ပါရှင့်အဲ့တော့ပေါ့နော်ခင်ဗျတို့အေးတာလေးကိုခင်ဗျာ Viber အကောင့်လေးကိုချပေးမယ်ယူရိုတွေကနေပြီးတော့အဲ့ Viber တွေကနေပြီးတော့ပေါ့နော်အဲ့ Viber လေးကိုကြည့်ပြီးတော့ပေါ့နော်ခင်ဗျတို့အမခင်ဗျတို့ပေါ့နော်ဒီနန်းလေးတက်ချင်လို့ပါရှင်ဆိုပြီးတော့ပဲရေးလိုက်ပါအဲ့ရဆိုရင်ခင်ဗျာတွေ့ပါလိမ့်မယ်အဲ့ဟာပေါ့နော်ခင်ဗျတို့တွေနာမည်လေးကမှားမှကြောက်တော့ပါ
ဖုန်းနံပါတ်လေးခင်ဗျချပေးမယ်ပေါ့နော်အောက်မှာဖုန်းနံပါတ်လေးချပေးပါမယ်ရှင်အကုန်လုံးချပေးမယ်ပေါ့နော်ခင်ဗျ hashtag ခံပြီးတော့လည်းချပေးမယ်နောက်ပြီးတော့ဒီဗီဒီယိုမှာရင်လည်းအောက်ကနေလည်းချပေးပါမယ်ရှင်အကုန်လုပ်ပေးပါမယ်နော်အတန်းစချိန်ကြီးအတန်းတက်ချိန်ကြီးအတန်းစချိန်ကြီးအတန်းပြက်လို့ရရင်တော့ဘာမှမဖြစ်ဘူးဒီလားခင်ဗျကလေတရက်နဲ့တရက်လေအဲ့လောက်ဒီတင်လို့တင်စရာမလိုဘူးဒီလား तू ကလေ9ရက်လောက်တင်လိုက်ပြီဆိုတာနဲ့ तू ကတော်တော်ရရပါပြီပေါ့နော်ဇာကူကနည်းနည်းပါရိုးရှင်းနေပေါ့နော်ဇုံးနဲ့တင်ပါပါအဲ့တော့ခင်ဗျတို့ဘာလုပ်ရမလဲဆိုတာကိုတော့ခင်ဗျာပေါ့နော်ဗီဒီယိုလေးတက်တပုံးနဲ့ဒါပါဝမ်းပါပတ်တူးလာပါမယ်ရှင်ပတ်တူးကိုအားလုံးပဲစောင့်မျှော်နေကြပါအောင်နော်ဆိုတော့ခင်ဗျတို့ဘာလဲဆိုတော့ပေါ့နော်ပတ်တူးကြမှာပဲခင်ဗျာဇုံးနဲ့ဇုံးကိုပေါ့နော်ဇုံးတင်ချင်တယ်ဆိုဘယ်လိုလုပ်ရမလဲဆိုတာကိုခင်ဗျာပြောပြမှာပါခင်ဗျီးစီကနေဇုံးတင်မယ်ဆိုရင်ဘယ်လိုလုပ်ရမလဲဆိုတာပေါ့နော်အေးရလွယ်လေးမလို့ခင်ဗျီးပတ်တူးပဲထားလိုက်တော့ပါမယ်အခုလုပ်လိုက်နည်းနည်းဗီဒီယိုရှိတော့မှာပေါ့နော်အေးရလွယ်စကူဝါစကူစော်နီအသေးစိတ်ဗီဒီယိုကတော့အဲ့လောက်ထိမစုံပေါ့နော်ခင်ဗျ6လောက်မှရင်ပတ်စစ်လောက်မှရင်ဖြတ်ချလိုက်ပါရင်နောက်ပြီးခင်ဗျထာဝါကုံကိုင်းတာပေါ့နော်အေးရကတိတ်မခုံပြီးဖြစ်တော့ပါဘူးခင်ဗျပြင်းတဲ့အခါကျမှထာဝါရန်ခုံကျင်လာပြီဆိုမှခင်ဗျခုံပြီးဖြစ်တော့ပါလိမ့်ရှင်အရင်ကလို့ခင်ဗျပေါ့နော် view တဲ့တော်တော်ကြပါရင် view ကြရပေါ့နော်အားကြောင့် view တက်အောင်လုပ်ပေးပါပြီးတော့ဒီဗီဒီယိုပေါ့နော်ကိုတငယ်ချင်းကိုနဲ့ friend ဖြစ်တဲ့သူတွေကိုလည်းခင်ဗျ repost လေးလုပ်ပေးသွားကြပါခင်ဗျာလိုက်လို့ကျွန်တော် repost လုပ်ခိုင်းတာမဟုတ်ပါဘူးခင်ဗျတင်တန်းလေးကိုလူများအောင်လို့ repost လုပ်ခိုင်းတာလေးပါ repost လုပ်ခိုင်းတာပေါ့နော်ခင်ဗျတငယ်ချင်းတွေလည်းသူဒီလိုမျိုး game sorry ပြီးတော့ခင်ဗျတို့တငယ်ချင်းမှမဟုတ်ပါဘူးတငယ်ချင်းတွေဆိုရင်လေပေါ့နော်ခင်ဗျတို့ယူတို့အချင်းချင်းတငယ်ချင်းကိုစကားပြောလို့ရတယ်လေအဲ့မှာ face to face လေးရတယ် voices လည်းရတယ်ပေါ့နော်အတန်လေးကြားရတော့အဆင်ပြေပါတယ်အချင်းချင်းစကားပြောလို့ရရေးပေါ့နော်ဒီတိုင်းစာနဲ့ပို့ပြီးစကားပြောတာထက်အတန်လေးနဲ့စာရင်းနဲ့ပို့ပြီးစကားပြောတာအဲ့လိုမျိုးထက်ပေါ့နော်ဒီမျိုးအဲ့လို zone လေးနဲ့လောက်တာပိုကောင်းတယ်ဒါပေမဲ့ဒီမျိုးဗီဒီယိုကောခေါ်လို့ရတယ်လေဘာလို့တက်နေပါလဲမဟုတ်ဘူးအဲ့လိုမျိုးဒါကြတော့လေယူလို့တငယ်ချင်းတွေပြင်နေတခြားတငယ်ချင်းတွေမှာပါရှိရပေါ့နော်ဒါလေးကအဲ့ဒါကြောင့်မလို့ပါရှင်အဲ့အကြောင်းခင်ဗျကိုပေါ့နော်အဲ့ရလေးကို report လေးလုပ်ပေးသွားကြပါအတန်းစချိန်အတန်းတက်ချိန်လေးကိုတော့ပြန်ပြီးတော့ပတ်တူးမှာပဲပြန်ပြောပေးပါမယ်နောက်တဲ့ဗီဒီယိုတွေမှာပြန်တွေ့မယ်အားလုံးပဲ bye bye အော်မီလို့ပေါ့နော်ခင်ဗျကိုYouTuber ဆိုရင်တော့ခင်ဗျကိုပေါ့နော်အောက်ကနေပြီးတော့ခင်ဗျချပြီးသား Viber လေးကိုဆက်သွယ်ပေးပါနောက်ပြီးတော့ပေါ့နော် TikTok ကဆိုရင်တော့ခင်ဗျကိုCP မိုင်းလာပြီးတော့ပြောလို့ရပါတယ် CP မှာလာပြီးတော့ပေါ့နော်မခင်ကြီးဟိုပါပေါ့နော်Sakura school မထည့်ပါနဲ့ခင်ဗျတင်နန်းလို့ပဲပြောတင်နန်းလေးတက်ချင်လို့ပါလို့ပြောပါရဲ့အဲ့ကြရင်တမီးကခင်ဗျာပေါ့နော်ခင်ဗျာဒီတော့ကနေ link ပေးလို့ရရင်ခင်ဗျာ link ပေးလိုက်ပါမယ်ဘာမှမဖြစ်ပါဘူးခင်မျိုးပေါ့နော်အေးရဘာမှမဖြစ်ဘူးလေခင်ဗျာအခမဲ့တင်နေရကွာလူများလေးရရင်မများလေးရရင်များလေးရရင်များလေးရရင်ခင်မျိုးပေါ့နော်တချို့ကြီးလာပြောလို့ပါခင်မျိုးပထမအဲ့လိုစိတ်ကူလုံးဝမရှိဘူးဒီလားခင်မျိုးလေးလာပြီးတော့လေမခင်မျိုးဒါလီပေါ့နော်ဒါလီတင်ပေးပါလားအဲ့လိုမတင်တာပေါ့နော်အရန်များပါပြီးတော့ ID ထည့်ခိုင်းတာလုံးဝတော်တော်များတယ်တိလား ID ထည့်နေနေတာလေလူတိုင်းလေးများပါဒါပေမဲ့ဒီလိုတင်နေဆိုတာရှားတယ်အတော့ခင်ဗျအဲ့လိုဗီဒီယိုကြည့်ပြီးတော့တင်တာထက်ဒီ Zoom link မှာခင်ဗျ second share ပြီးတော့တင်ပြီးတော့ face to face နဲ့စကားပြောတာပို့ပြီးတော့နားလေသဘောပေါက်စေပါတယ်အဲ့အကြောင်းခင်ဗျာဒီဗီဒီယိုလေးကိုလုပ်လိုက်ရခြင်းဖြစ်ပါတယ်ခင်ဗျတင်နန်းလေးဖွင့်ရရောပါတယ်ပေါ့နော်အဲ့အကြောင်းမှာတင်နန်းအော်တော့ခင်ဗျတင်နန်းဆိုပြီးမြင်ခင်ဗျတင်နန်းလို့မဟုတ်ပါဘူးဒီတိုင်းပဲပြောပြသလိုမျိုးပဲကိုကကိုတငယ်ချင်းလို့စိတ်ကူထားပြီးတော့ကိုကအချင်းချင်းတီချာလေးတင်ပြတာပေါ့နော်အဲ့ဆိုတော့ခင်ဗျတင်နန်းလို့မခေါ်ဘူးခင်ဗျကိုလည်းအဲ့ကြရင်တော့ခင်ဗျနဲ့တူတူပြန်ဆုံကြပါမင်းအားလုံးပဲဘိုင်ဘိုင်ပတ်တူးလေးကိုလည်းစောင့်မျှော်နေကြပါအောင်ရှင်ပတ်တူးမှာဘာပြောပြသွားမှလဲဆိုတာဒီဗီဒီယိုမှာပြောပြလိုက်မှာပေါ့နော်ပတ်တူးမှာတော့ခင်ဗျတို့ကပတ်တူးမှာပေါ့နော်ခင်ဗျကို zone နဲ့ခင်ဗျနဲ့တင်ချင်တယ်ဒါပေမဲ့ဘာလို့လောက်ရမလဲခင်ဗျပေးလိုက်တဲ့ link ကိုတော့သူတို့ကအပြာရောင်လေးကိုတော့နှိပ်လိုက်တာဒါပေမဲ့ခင်ဗျတွေကဘာမှမဖြစ်သွားဘူးကွာအဲ့ Google လို့မျိုးဟာကြီးတဲ့ကိုပဲဝင်သွားပြီကွာအဲ့လိုမျိုးဆိုရင်မားနေပါ යි တကယ်ဟာဘောနော်ခင်ဗျကြီး Play Store ကနေတောင်းရပါအေးရအောင်ခင်ဗျပတ်တူးကြမှာပဲအားလုံးရှင်းပြတော့ပါမယ်အားလုံးပဲ bye bye ပတ်တူးကြရင်လည်းစောင့်နေကြပါအောင်ဒီဗီဒီယိုလေးကိုလည်း repost လေးလုပ်ပြီးတော့ကြပါအောင်ရှင် like subscribe လေးနဲ့အသေးလေးနဲ့ follow လေးနဲ့လည်းကူညီပြီးတော့ကြအောင်နော်အားလုံးပဲ bye bye